ကျွန်တော်အတွက်တော့တကြံဆိုတာလမ်းလေးလျှောက်သွားမယ်ရက်ွက်တွေထဲသွားမယ် street food တွေပတ်စားမယ်တကြံချင်းတွေလိုက်ဆိုမယ်ဒီလောက်ပါပဲဒီလိုနဲ့ပဲဒီနေ့တကြံ၄ရက်ကိုကျွန်တော်ဘယ်လိုလဲခဲ့လဲဆိုတာလေးကိုပြောပြပေးတော့ပါမယ်အကျုံနေ့ရဲ့တကြံအစတွေကတော့တခုခုအစပြောရမယ့်အရေးအယံတွေမြင်ရနေပါပဲလမ်းပေါ်လူတွေထွက်လာကြတယ်တကြံချင်းစာနေစကြရတယ်အားလုံးကစီစီကားတွေဖြစ်နေကြပါပြီကျွန်တော်တို့ဒီနေ့ကိုစူးလီတကြံနဲ့အစားဖွင့်ဖို့မြို့ရဲကိုပဲလာခဲ့လိုက်ပါတယ်ပထမဆုံးလောကမှာတော့ကျွန်တော်ရေပြန်ပတ်ဖို့အတွက်တနက်တလက်ဝယ်လိုက်ပါတယ်တကြံကြပြီဆိုလုံးမကြတခုရှိရဲ့အဲ့ဒါတော့ကျွန်တော်မနေ့တိုင်းတပိဆိုင်ထိုင်ပြတာပါဟိုးရင်ကတော့ဘော်ရာတွေအများကြီးနဲ့ပဲသွားမယ်ဘာလို့မယ်ဆိုတာတွေကိုအိမ်မှာပဲစပြီးတိုင်ပင်ပြတဲ့နေရာတခုပါဒီနေ့ကတော့ဘော်ရာတွေအားလုံးနဲ့အဝေးမှာရောက်နေကြရမို့လို့နှစ်ယောက်တည်းပဲထိုင်ပြလိုက်ပါတယ်ရေစားဆိုတာတော့သူများပတ်လို့မဟုတ်ဘူးနဲ့ရေဘက်နေအောက်ထဲမှာဝင်လိုက်မှပဲရေစားဆိုခဲ့ပါတယ်ဒီကနေပဲကျွန်တော်လမ်းရဘက်ကိုလမ်းလျှောက်သွားတယ်မြန်မာတကြံတွေကိုသဘောကျတာကတော့ရေလိုရင်ကြိုက်တဲ့နေရာမှာပဲအခမဲ့ဖြည့်လို့ရတာပါဒီကနေပဲစမ်းချောင်းဘက်ကိုဘက်စကန်နဲ့သွားခဲ့ပါတယ်စမ်းချောင်းကတော့ရေဘက်တာမျိုးတိတ်မရီလို့ကကြေးထိုက်ပတ်ဆက်ဝယ်ပြီးတော့ပဲလက်ဖိဆိုင်မှာထိုင်စားလိုက်ပါတယ်ညနေပိုင်းတော့အင်းအားတကြံကိုသွားခဲ့ပါတယ်အရင်တော့အင်းအားတကြံနဲ့ကွာသွားတာကတော့ပွဲတွေကိုလာရဲ့လူပဲရှိပြီးရေဆိုးဆိုတာမလွယ်တဲ့ကိစ္စတစ်ခုဖြစ်သွားပါတယ်လူတွေများနေပေမဲ့အားလုံးကမုတ်ဆိုင်နေများနေရပါဒါနဲ့ပဲဒီနေ့ညနေတော့ကံပေါင်းမှာအကင်းလေးစားပြီးပဲထိုင်ခဲ့လိုက်ပါတယ်ဒီနေ့ကတော့ပြောရမယ်ဆိုရင်အကျိုးနေ့မှာလူကတော့စီရဲဒါပေမဲ့ရေပတ်တဲ့လူတွေတော့တိတ်မတွေ့ခဲ့ပါဘူးဒီနေ့ကတော့ကြောင်မြောင်းတကြံအရင်စီရဲရေတကယ်ပတ်တယ်ဆိုလို့ကြောင်မြောင်းကနေစားပြီးတော့လဲပြပါတယ်ထုံးစံတိုင်းပဲမနေ့ပိုင်းတော့လက်ပိတ်ဆိုင်ထိုင်နေဒီနေ့တော့ plan ရေးတိုင်ပင်ပြီးတော့ကြောင်မြောင်းကိုလမ်းလျှောက်ခဲ့ပါတယ်ကြောင်မြောင်းတော့လူရမ်းစီရဲရေလဲပတ်ကြပါတယ်ဒီမှာတော့တနခါလိမ့်နဲ့လူကရေပတ်တဲ့လူထက်ပုံများတာမို့လို့ကြောင်မြောင်းနေပြန်ထွက်လာရင်တော့ဒီပုံစံတိုင်းပါပဲအများကြီးနေ့လယ်ပိုင်းတော့မြို့ရဲကိုခဏပြန်သွားတယ်လမ်းကြုံလာတဲ့ပဲစူးလေတကြံကိုပြန်ဖြတ်ပါတယ်ပြီးတော့စီးရုံရှိရလက်ဖေးဆိုင်မှာနေ့လယ်ပိုင်းထမ်းပြပါတယ်နေ့လယ်လောက်ထိတော့အေးအေးစကားပြောရင်းနဲ့ပဲဖြတ်သိမ်းခဲ့ပါတယ်ညနေပိုင်းတော့မြကျွန်းလာကိုသွားဖို့ဆိုပြီးတော့ဘတ်စကားတက်စီလိုက်တာမီနီကုန်းမာရင်ကားကြီးတန်နိုင်လောက်ပိတ်ပြီးတော့ဘဲမမြောက်ပဲနဲ့အိမ်ကြီးကတော့အိမ်ပြန်လိုက်ရပါတယ်ဒီနေ့ကတော့အရင်နေ့ရတဲ့ကားပူချက်ပါတယ်မနေ့စောစောတော့ရန်ကင်းမက်ကိုထွက်ခဲ့ပါတယ်ထုံးစံတိုင်းပဲလက်ပိတ်ဆိုင်ထိုင်နေအေးစေးစကားပြောပါတယ်ရန်ကင်းမှာရေပတ်နေတဲ့မြင်ကွင်းတွေကိုမြင်လိုက်မှပဲကျွန်တော်တကြံဆိုတဲ့ခံစားချက်ကိုစရခဲ့ပါတယ်အရင်နေ့ရတော့တကြံလို့မခံစားဘူးလားဆိုရင်တော့လည်းမဟုတ်ပြန်ဘူးဒါပေမဲ့ကျွန်တော်တော်တော်ဒီလိုလေးရေဆော့ပြီးပျော်နေကြတာကတကြံလို့ပို့ပြီးခံစားမိတဲ့ပုံပါပဲဒါနဲ့ပဲရန်ကင်းကနေမြကျွန်းသာဘက်ကိုသွားခဲ့ပါတယ်ဒီမှာတော့မန်တက်တွေရှိရဲအောက်မှာကနေကြတဲ့လူကြီးလည်းရှိရဲဒီမြင်ကွင်းတွေကတော့ဟိုးရန်တဲ့ချိန်နဲ့တော်တော်လေးခက်ဆင်စပါပဲညနေပိုင်းတော့တာဂီရာကိုသွားဖို့ပလန်လုပ်ထားပါတယ်ဒီလိုရောက်တော့မှပဲ2006ခုနှစ်လောက်ကရက်ွက်တဲ့တဲ့ချိန်လေးကိုပြန်ရောက်သွားလို့ပါပဲအရန်လေးပြောဖို့ကောင်းတယ်မြန်မာတကြံတွေမှာဖွင့်နေရှိတဲ့အချင်းတွေလည်းရေးဆော့ကြတယ်အိမ်ထဲကလည်းရေးပတ်ကြတယ်လို့တလန်းလုံးရေးဆိုပါတယ်ရက်ွက်ထဲမှာရှိတဲ့လူကြီးတွေရောလူငယ်တွေရောအားလုံးကရေးဆော့နေကြတာတကယ်ကိုပြောဖို့ကောင်းပါတယ်လမ်းမှာလည်းရက်ွက်တဲ့ဆိုင်တွေမှာမူစားခဲ့ပါသေးတယ်အမှန်တမ်းပြောရင်တာဂီရတဲ့ချောင်းကျွန်တော်တော်တော်လေးပေါ်ကြပါတယ်လမ်းတိုင်းကရေးဆိုတယ်ဒီနေ့ဆိုရင်ကျွန်တော်တို့ချမ်းအောင်ချမ်းခဲ့ပါတယ်ဒီနေ့ကတော့အရင်နေ့ရလို့ပဲညနေပိုင်းတော့တာဂီတာဝယ်ပြန်တော့ခဲ့ပါတယ်အခြားနေရာကြီးကဆိုင်တာဂီတာကတကြံလို့အများကြီးကန်စားတဲ့နေရာတွေမို့လို့ကျွန်တော်တာဂီတာမှာပဲကျွန်တော်ရဲ့တကြံရက်လေးကပြီးသွားခဲ့ပါတယ်ကျွန်တော်တို့တကြံဆိုတာဒီလိုလမ်းတွေလျှောက်သွားမယ်ရက်ွက်တွေတက်ပတ်မယ်မုတ်တွေပတ်စားတဲ့တကြံလေးကိုပဲပြောမိပါတယ်အားလုံးကနှစ်သက်မှာကိုဝါသံပါလေးလုံနေပဲပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
ကျွန်တော်နဲ့အတူတူတကြံအောင်လိုက်လည်ခဲ့ကြလို့လည်းကျေးဇူးအများကြီးတင်ပါတယ်